ရှုခင်းတို့ရိုက်ချင်တယ်ဆိုပြီးရိုက်ထားတာဒါကမမနဲ့ပြင်ဆင်ပြီးတော့ဝယ်စရာရှိရနေတော့ဝင်မယ်ဆိုပြီးတော့ညီမနဲ့သွားတော့လို့ပြင်ဆင်နေတာပေါ့နော်စပြီးတော့ထွက်ပြီးပေါ့နော်ကိုကဗီဒီယိုအားရရိုက်နေတယ်သူကိုရိုက်ချင်တဲ့ခါကျတော့သူ့ကိုပြပြီးမမကိုပြခေါ်လို့ရှိရင်သူကမရိုက်ချင်တဲ့သူကတကယ်တရုတ်မကြီးတိုင်းပဲပေါ့နော်စကြရလဲတရုတ်ပုံစံအတိုင်းပဲဆိုတဲ့ခါကျတော့အဲ့နဲ့အခုတော့ MRTC ဖို့အတွက်ကိုလမ်းလျှောက်ပြီးတော့သွားနေတယ်ပေါ့နော်အဲ့နဲ့မမကအမြန်နောက်ကနေပြီးအဲ့လိုနည်းနည်းရိုက်ပြီးစမ်းမဆိုပြီးခါကျတော့စပူစာအဲ့နဲ့ရိုက်ပြီးရှာပါတယ်အဲ့နဲ့ရိုက်ပြီးတော့တလန်းလုံးဟိုကရှင်းပြတရားလည်းတောက်လျှောက်ပြီးရပါဒါကဘယ်တော့ဒါကဘာတော့လဲနှစ်ထပ်ကားကြီးတွေ့ရောလဲဘတ်ကိုတွေ့ရောလဲရိုက်ရောကိုကအေဘာအမြဲတမ်းရိုက်နေရပါတော့ဘလော့လေးအတွက်ဆိုတဲ့ခါကျတော့လေအဲ့နဲ့ MRTC စစီပေါ့နော်ဒီကတော့သူလေးဆိုတဲ့ခါကျတော့အမပြောသမျှကိုတစ်ခေါက်ကအကုန်လိုက်ပြီးရထားပေါ်မှာလည်းကိုကအမတ်တရားလေးညီမလေးကရိုက်မယ်ဆိုပေမဲ့လည်းသူကမရိုက်ချင်ဘူးတိတ်ပြီးတော့အဲ့နဲ့နေဆွရိုက်ပြီးတဲ့ခါကျတော့လည်းစကားကြီးပါညာပြောဟိုမီဒီယာမေးနေမေးသူကလည်းစိတ်မရှိတော့MRTC ပြီးတော့စပြီးတော့လမ်းပြန်လျှောက်ပြီးပေါ့နော်လမ်းလျှောက်ပြီးတော့ကြည်ယူသွားမယ်လို့ပြောပါတယ်ပြီးရင်ကြည်မှာအကုန်လျှောက်ပတ်ကြည့်ကြမယ်ပေါ့နော်လူချင်နိုင်လဲလက်ညှိုးထိုးပြစားချင်နိုင်လဲဘာစားမယ်ညစားမယ်နဲ့အကုန်ပြောရပါတော့ပြီးတဲ့အခါကျတော့ပူမာလူချင်တာဆိုတဲ့အခါကျတော့ပူမာပဲသွားအရင်ပေါင်းဝင်လိုက်ပဲဆိုပြီးတော့ IMM ကိုသွားရပေါ့နော် IMM မှာပူမာသွားကြည့်မယ်ဆိုပြီးတော့သွားပါတယ်discount နေရာလေ share ချထား brand တွေကောင်းလို့ discount နေကြည့်50% 60% buy 2 get 1နေကြည့်ပဲပေါ့နော်ဒီချိန်မှာဝယ်မယ်ဆိုရင်တော့တော်တော်တန်ပါတယ်ပူမာဆိုင်ရောက်တဲ့အခါကျတော့အရန်ကြိုက်တဲ့ဖက်နှက်လေးမရှိတော့ဘူးအဲ့နဲ့နေပြီးတော့မကြိုက်တဲ့ကြိုက်ပေါ့နော်အရင်တော့အကြိုက်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ဝယ်ရမယ်တူတူတော့ဝယ်လိုက်မယ်ဆိုပြီးတော့တရံတော့ဝယ်ခဲ့လိုက်တယ်ပေါ့နော်အကြိုက်ကြီးတော့မဟုတ်ကိုကြိုက်တဲ့ဖက်နှက်လေးကလုံးဝ stop ပြတ်သွားရင်မရှိတော့ဘူးဖြစ်သွားတဲ့အခါကျတော့စိတ်မကောင်းပေါ့နော်ဘန်ဘော်ဒီဆိုင်လေးရတယ်ပေါ့နော်တော်တော်ဆုံးတယ်ရှော့ဝိုင်းဆိုရှင်လည်းတော်တော်မျိုးစားဆုံးတယ်ပေါ့နော်အဲ့မှာလည်းတော်တော်ကြားတယ်အဲ့ဆိုင်မှာလည်းမမသူ့ရဲ့ရှော့ဝါချက်ကုန်တယ်လို့ဆိုပြီးတော့ဝယ်ပဲဆိုပြီးတော့အဲ့ဒါကြည့်ရတော့သူကလည်းဘိုင်နုကောင်ဝယ်မယ်တော်တော်တန်တယ်အဲ့နဲ့ပတ်ကြည့်နေရတယ်ပြီးတော့နေနဲ့ပတ်သက်တဲ့ဟာလေးဆိုလည်းတို့ရှင်လည်းတေချာလေးပြပေးထားရပေါ့နော်တေချာလေးကိုမိုက်တယ်ကွာလုံးဝအရန်ကိုမိုက်တယ်မြတ်စွာသားသဘောကျနေအဲ့နဲ့ဝယ်ပြီးရခါကျနောက်ဆုံးတော့ဂျိုင်းရန်ကိုတွားပြီးတော့ဝယ်မြန်မာနိုင်ငံမှာအသီးစားရတာစီကြည့်တော့ဒီရောက်မှစားလာတန်တယ်လို့ခံစားရတယ်$1 $2 $3 လောက်ပဲရှိရပေါ့မြန်မာဆွေးနဲ့တိုင်တော့နည်းနည်းတော့များမှာပါဒါပေမဲ့လည်းတန်တယ်ဟိုပါလဲဆိုရင်ပေါ့တော်တော်ဆုံးတယ်တချို့ဟာကြီးဆိုရှင်စပါရန်ကုန်စပါမားကတ်မှာမရှိတဲ့ဟာကြီးမျိုးစားတွေတော်တော်များရပေါ့နော်အဲ့နဲ့ဟိုကစားကျင်တရားစားကျင်ညဘိုက်ဆောင်မှာဆိုလို့ဆိုပြီးဝဲလာပြီးတော့ဖလုံးကိုကဖလုံးမရှိမယ်အဲ့တော်မမနောက်ထပ်ဖလုံးတစ်လုံးထောက်ဝဲပြီးရောဒီဟာပေါ့နော်ရှင်းတဲ့ပုံစံမျိုးတွေတော့ကြာရ auto system ပုံစံလေးကိုကရှင်းမိုက်တယ်အဲ့ဒါမြင်တယ်ပေါ့နော်ကိုကအဲ့ဒီမြန်မာနိုင်ငံရင်ကောင်းမယ်ပေါ့နော်မြင်တယ်အရင်စောင့်နေကြမလို့ကိုအထောက်တွေနဲ့ဆိုတော့ပေါ့နော်ပြင်ပါလည်းမစားချင်တော့မမချက်ထားတဲ့နေရာလေးပဲစားမယ်ဆိုပြီးတော့ပစံကြောက်ကြော်ရဲငပိရကျွဲငတလောက်ပေါင်းရဲညစ်ချင်ရဲဟင်းညိုလေးရဲနဲ့ဒါစားလို့ကောင်းပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်